Fucking kill you both. Let me put that in there with you. Put that on you. ဘာနဲ့တဲ့လူနှစ်ယောက်ဟာဘာမတာပြောက်တိုက်ခင်ပြီးရဲစကန်တစ်ခုကိုဝင်စီးပြီးအတွင်းထဲကရဲတွေအလုံးကိုတော့ခပ်ပစ်တောင်လိုက်ကြပါတယ်ထို့နောက်မှာဘန်နဲ့ဝင်ပြီးအသေးစာဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ကြပါတယ်တရီအချက်လက်အရဘန်ထဲမှာဒေါ်လာ3သန်းပဲရှိရမှာဖြတ်တော်လဲဒါပြဟောက်တစ်ခုခုမှားယွင်းနေကြောင်ရုတ်တရက်သတိပြုသွားပါတယ်နိုင်ကိုကြည့်လိုက်ချိန်မှာတော့သူတို့မှငွေရအကုန်လုံးကိုတဲယူသွားရုံမောက်မှာအခြားရွေးချယ်စရာမရှိပါဒါပြတယောက်ဟာထွက်ခွာသွားစင်မှာပေါ်ပန်းကျင်ကိုထက်ကကြီးနေခဲ့ပါတယ်သူဤထူးချဲတဲ့ပြုမှုပုံကြောင့်ဖော်ခိုင်ဖွဲ့ထိပ်ကိုစတစ်ရဲ့ထန်သေးကိုနူးဆိုပေးလိုက်လို့ချစ်သွားပါတယ်စတစ်ကရရှိလာတဲ့ငွေတွေကိုရေးရွက်ဖို့တော်ထဲမှာကားခဏရက်လိုက်ရဒေါ်လာ40တီတီဖြစ်နေပါတယ်စတစ်ကအတူပါလာတဲ့အဖော်ကိုတန်သေးဝင်ကနှီးအောင်ကြားခွာနေပြီးတနက်နဲ့ဖိခတ်လိုက်ရအဖော်ဖြစ်သူရဲ့လက်မောင်းကိုထိမှန်သွားပါတယ်ထို့နောက်အနီးကပ်သွားရောက်ကြည့်ရှုမှသာသူ့လက်ထဲမှာဒီရေမူရဲဆေးနေမစစ်ဌာနတစ်စိတ်ကိုတွေးရှိလိုက်ပါတယ်သူဟာငွေတွေအကုန်လုံးကိုရေးတဲ့စီစီကိုချက်ချင်းတရက်ယူဆောင်သွားခဲ့ပါတယ်အကြောင်းရင်းဟာစတစ်ဟာ NCIS ရေးတဲ့စုံစမ်းစစ်ရေးဌာနနဲ့တာဝန်ခံဆောင်နေတဲ့အရာရှိတယောက်ဖြစ်ပြီးမူရဲဆေးနေမစစ်တာဝန်ကိုအမြင်စွာစောင့်ဝတ်ခဲ့ခြင်းဖြစ်ပါတယ်တို့ရလေသူ့ရဲ့အထက်လူကြီးကမျက်မြင်သက်တွေကိုမရှင်းလင်းတဲ့ကြောင့်သူ့ကိုဖြစ်တင်ချင်းမောင်းခဲ့ရသူ့ရဲ့အထက်လူကြီးပါမယိုးမဖြူကြောင်းသိလိုက်ရပါတယ်အထက်လူကြီးရဲ့အမိန်ပေးမှုကြောင့်အခင်းပစ်ပညာနေရာကိုပြန်သွားခဲ့တော့လေဒီအေဂျင့်ဟာပြုတ်ကွယ်သွားခဲ့ပါပြီသူ့ရဲ့အထက်လူကြီးကဆက်လက်ဆဲဆိုချင်းမောင်းနေရင်မှာနောက်ကြီးမှန်ထင်ကအန်ဒီရဲ့ကိုရိပ်မိလိုက်ပြီးအလိုလျောက်သုံးပြန်ပြီးပြန်လဲတက်ခရအထက်လူကြီးထံမှတနက်ကိုလူယူသွားပြီးချွိုင်ဝင့်ထင်ကိုခုံစင်းပုံးလောင်လိုက်ပါတယ်လို့ဖော်ကိုင်မြဟင်းမြဲကိုတပ်ဖြတ်ခြင်းမရှိတဲ့ကြောင့်သူတို့ကိုတတိလင်းထွားအောင်သာထိုးကြိတ်လိုက်ပြီးရန်စီထိုးနောက်ပြန်သွားကကားအောက်ကလေးမှနေလို့ဖော်ကိုင်ဖက်ရဲ့လက်ထဲမှာကားတော့ကိုလူယူသွားပါတယ်အခြားကားတော်များကိုတွင်းပစ်သွားကကားကိုအမြင်မောင်းထွက်သွားပါတယ်ထိုအချိန်မှသာသူ့ရဲ့အထက်လူကြီးကတန်ကွန်တော်ထဲမှာလာဘရှာတဲ့အရာရှိတယောက်ခက်ကြောင်သဘောပေါက်သွားခဲ့ပါတယ်ဘော်ဘီဟာဒီငွေတွေဘယ်သူငွေလဲဆိုတာသိရအောင်မူရဲဘဝင်ကိုစင်မန်းမင်းမြင့်နေစင်မှာမူရဲဘဝင်စကားမပြောမိပဲကားတစ်စီးဝင်တိုက်လိုက်ပါတယ်စတစ်ကာကားပေါ်မှာဒေါသကြီးဆင်းလာပြီးမူရဲဘဝင်ကိုနောက်ဖုံးနဲ့ထည့်ပြီးမောင်းထွက်သွားပါတယ်ဘော်ဘီလည်းကားနဲ့နောက်ကလိုက်လာခဲ့ပြီးနှစ်ယောက်လုံးနဲ့ရီဝေချက်ကမူရဲဘဝင်ထံကအမန်ကိုစစ်မန်းဖော်ထုတ်ရန်ဖြစ်ပါတယ်တော်ရင်တီလိုက်လံမောင်းနှင်းခြင်းကားနှစ်စီးလုံးရက်တန့်သွားခဲ့ရပါတယ်နေရာကိုရိုက်ပွဲထီတော့လဲမိတို့မှအသက်အန္တရာယ်ထိခိုက်အောင်မလုပ်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူတို့လက်ဆွဲနှုတ်ဆက်ကပြည်လည်မှုကျူခဲ့ကြပြီးနှစ်ယောက်လုံးမှာလူကောင်းတွေဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်စတစ်ကာ2ကိုလက်ဆောင်တစ်ခုပေးလိုက်ပါတယ်နှစ်ယောက်ကိုပူပေါင်းပြီးတင်ရခန်ကိုစစ်မန်းမေးမြန်းလိုက်အချိန်မှာထိုးငွေတွေ CIA ငွေတွေဖြစ်ကြောင်းတေချာစွာသိလိုက်ရပါတယ်ယခုနောက်အခြေအနေများဟာပုံမှုရှုပ်ထွေးဆိုးရွားလာခဲ့ပါပြီသူဟာရေးတဲ့စခန်းတဲကိုတစ်ချောင်းရောက်ထဲဝင်ရောက်သွားခဲ့ပါတယ်မိကန်တီတာကိုချိန်မြောက်ဖွင့်ခိုင်းလိုက်ပြီးမြဲစာရွက်စာတမ်းအချို့ကလွဲလို့လုံးဝအလွတ်ထင်နေခဲ့ပါတယ်ဒေါ်လာအီးလက်3တန်ပဲရောက်သွားလဲလို့စင်ပြီးမြဲမေဂျာကနှုတ်ဆက်နေခဲ့တယ်အဲ့ဒီချိန်စစ်သားနှစ်ယောက်ပြေးဝင်လာလို့တနက်ဆိုင်တင်ပစ်ခတ်ခဲ့ရပါတယ်အချက်ပေးတန်တွေဆူညံသွားပြီးအလိုချင်ဆုံးပစ်မှတ်ဖြစ်သွားခဲ့ရပြီးထွက်ပြေးဖို့အချိန်မရှိတော့လို့ရုံးခန်းနဲ့ပြန်လက်ဝင်စစ်ဝတ်ဆုံးကိုခိုးယူပြီးမိဖို့ကြောင့်လည်းဝင်သွားပါတယ်gas pipe လိုက်ကိုကန်ဖွန်မြေချက်ပေးခလုတ်ကိုနှိပ်ပြီးအေးခဲကန်ထဲကနေတနက်ပစ်ဖောက်လိုက်ပါတယ်ပေါက်ကွဲမှုကြီးဖွပွားသွားခဲ့ပြီးပေါက်ကွဲမှုအပြီးမှာတော့စစ်ဝတ်စုံဝတ်ထားတဲ့သူဟာစခန်းထဲကနေတက်တောင်းကြောင်လန်ရောက်ထွက်လာခဲ့တယ်။ရေတဲ့စစ်သားတွေကိုတောင်အလေးပြုသွားသေးတာပါ။ဒါပေမဲ့ပြဿနာကဒူးစရိုက်သမားတွေတောင်းဆိုထားတဲ့ပိတ်ဆန်တပြားမှာပါမလာခဲ့တာပါပဲ။သူဟာရဲကားတစ်စီးကိုလူယူပြီးမက္ကဆီကိုကိုညာတွင်းချင်းမောင်းနှင်ကရီးစားဟောင်းကိုကဲဖို့ထွက်လာခဲ့ပါတယ်။ Tell him I have money, okay? ဒူးစရိုက်သူဟာကတနက်မောင်းတင်လိုက်ချိန်မှာရီးစားဟောင်းကဖုံးချပြီးမေလုံးမိတ်လိုက်ပါတယ်။သူ့ပေမဲ့သူဟာလဲလဲမဲ့နေရာကိုအရောက်သွားခဲ့တယ်။တကားကိုတွန်းဖွက်လိုက်ချိန်မှာတော့သူမတ်တက်မရက်နိုင်တော့ပါဘူး။အပြစ်မကင်းတဲ့စိတ်တွေလွှမ်းမိုးနေစင်မှာပဲလက်ဆွေရဲ့တီနေရာကိုတတိထားမိလိုက်ပါတယ်။ဒါဟာသူတို့နှစ်ယောက်ကြားကလျှို့ဖက်တင်ခဲ့တာပါပဲ။သူတို့ရဲ့ပထမဆုံးချင်းတွေဟစ်တဲ့နေရာကိုချက်ချင်းသွားလိုက်တယ်။ကွန်တင်ပေါင်းကိုမလိုက်တဲ့အခါဒေါ်လာ43တန်လုံးအကောင်းတိုင်းရှိနေတာကိုတွေ့လိုက်ရပါတယ်။ပိတ်ဆန်တွေကိုကားထဲထည့်ပြီးဒူးစရိုက်ချန်ကိုအမြန်မောင်းသွားခဲ့တယ်။ဒူးစရိုက်သမားတွေရေတပ်နဲ့ CIA အားလုံးဟာအဲ့ဒီဒေါ်လာ43တန်ကိုလူဖို့စူးစမ်းနေကြတာပါ။ကားနောက်ဖုန်းကိုဖွင့်ပြီး CIA ထံတော်ပြစ်ပြီးသူ့အပေါ်ကိုအောင်မြင်စွာကေထုတ်နိုင်ခဲ့ပါတယ်။သူတို့ချီလန်းအနှဲငယ်မလန်းခင်မှာပဲတခုတ်ကိုအေးအေးဆေးဆေးနေလိုက်တယ်။နေရာတစ်ခုလုံးရိုးရိုးတိတ်တိတ်ဖြစ်သွားခဲ့ပြီးရန်သူလေးကိုရှီးလင်းရဲ့တရန်ကိုကြိုးခွက်လိုက်ကြတယ်။နွားဒီတင်းကုတ်ထဲကပြေးထွက်လာပြီးအိုးအော်တောင်းတင်းဖြေကုန်ကြတယ်။ပြင်းထန်တဲ့တိုက်ပွဲပြီးမှတော့သူတို့နှစ်ယောက်လုံးတက်တက်ခက်ခက်လွတ်မြောက်သွားကြပါတယ်။နောက်ဆုံးမှာရီးစားဟောင်းဝတ်တဲ့လက်စားချီအနေနဲ့ဘီလင်ကိုတနက်နဲ့ပစ်ထဲလိုက်ပြီးအဂရီလိုက်စားမှုကိုဆက်လက်တိုက်ခိုက်ဖို့ခရီးဆက်လက်သွားကြပါတော့တယ်